မင်္ဂလာပါအမေကတော့ဒီနေ့ကလောမျိုးမဈေးကနေ12မိနစ်ခန့်မောင်းရတဲ့ကွာဝေးမှာရှိပြီးတော့ကလောဗီလာထဲမှာရှိတဲ့ vacation home လေးတစ်လုံးနဲ့မိတ်ဆက်ပေးပါမယ်ဒီလေးကတော့လူကြီး8ယောက်ကနေပြီးတော့12ယောက်ထိတည်းခိုနိုင်ပြီးတော့အခန်းလေးခန်းပါဝင်ပါမယ်ဒါကတော့အိမ်လေးကနေဝင်ဝင်ချင်းတွေ့ရမယ့်အခန်းဖြစ်ပါတယ်ဒီမှာကအိမ်အတွင်းခန်းတွေကိုကျိန်တဲ့ပစ္စည်းလေးတွေနဲ့အလှဆင်ထားပြီးတော့ရှောက်လန်းအခန်းဒီမြို့ခန်းနေရာဆိုတော်တော်လေးကျယ်တဲ့ထဲမှာပါပါတယ်ဒါတော့ထမင်းစားခန်းမှာမြို့ခန်းထဲမှာဆိုရင် microwave ဒဲနီပေါင်းအိုရေခဲတက်တာနောက်ဆုံး jasmine tea တွေအားစထားထားပေးရဖြစ်ပါတယ်ရှင်ဒါကတော့အောက်ထပ်မှာရှိရဲ့တကူတည်းသောအိတ်ခန်းဖြစ်ပါတယ် double bed အမျိုးအစားပါတော့တဲ့ခါကြလို့ရှိရင်ဘီလိုထားထားပေးတယ်ဒီထဲမှာဆိုလို့ရှိရင်အကယ်လို့ချမ်းတက်တဲ့သူတွေအတွက်ဆိုစောင်အပူလေးတွေထားထားပေးပါတယ်နော်ဒီအိတ်ခမ်းလေးရဲ့ဘေးကပ်ရမှာဆိုရင်ရေချိုးခန်းအိမ်သာတွဲရက်ပါရှိမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ရေဘူးရေ Wi-Fi မီ24 hour ရပါတယ်ပြီးတော့မိဖို့ခန်းထဲမှာဆိုလို့ရှိရင်ခောက်ဆွဲ coffee စတာလေးလည်းထားထားပေးတာဖြစ်ပါတယ်ဒါကအပေါ်ထပ်မှာတွေ့ရမယ်မီးဆိုင်လေးတွေအစကျိန်တယ်လေးနေပဲအလှဆင်လာတာပါဒါတော့ရှောက်လန်းဒါဆိုရင်ပေါ်ထပ်မှာတွေ့ရမယ်ပထမဦးဆုံးတွင်ဘတ်အခန်းဖြစ်ပါတယ်ခန်းတိုင်းမှာတော့ဗီဒီယိုလေးတွေပါမယ်ပြီးတော့ကျိန်တဲ့ပစ္စည်းလေးနဲ့အလှဆင်ထားတာတွေ့ရမှာပါဒါကတော့ပေါ်ထပ်မှာရှိရဲ့2ယောက်အိတ် master bed အခန်းမှာဒီခန်းမှာဆိုလို့ရှိရင် double bed အမျိုးအစားဖြစ်မယ်ပြီးတော့တဲ့ခါကျရင်ရေချိုးအိမ်သာတွေ့ရပါမှာဖြစ်ပါတယ်ဒါကတော့ပေါ်ထပ်မှာပဲရှိရဲ့နောက်ထပ် double bed အမျိုးအစားပါဒါဆိုလို့ရှိရင်ဒီ double bed ရဲ့ဟိုဘက်က twin bed ရဲ့ကကြတော့ toilet သုံးမယ်ဆိုလို့ရှိရင်အောက်ထပ်မှာဆင်းပြီးတော့အသုံးပြုရမှာဖြစ်ပါတယ်ဒါတော့ဂျင်းနေပစ္စည်းတွေနဲ့လှဆင်လာတာနိုင်လေးတွေကစားဂျင်းနေပစ္စည်းတွေနဲ့လှဆင်လာပြီးတော့ဒီဝရဏာလေးဆိုလဲအပြင်က view လေးတော်တော်လေးကောင်းပါတယ်เนาะပြီးတော့မင်းတို့မှာတခုတတိပေးစရာရှိပါတယ်ဒါကတော့မင်းတို့ TikTok မှာ booking လုံးဝလက်မခံပါဘူးမင်းတို့ဒီခွန်3လုံး39 3434 Viber ကနေပဲမင်းတို့ booking လက်ခံပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်